K ဆန်းကိုကြိုက်တဲ့သူတွေရှိလားဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုကြည့်ပါဆန်းရဲ့ Starlight Annual Skin လေးကလာပါတော့မယ်အချိန်လာမလဲဆိုရင်တော့မကြမီမှာလာပါလိမ့်မယ်သူ့ရဲ့ scale effect တွေနဲ့သူ့ရဲ့ပုံစံတွေကတော်တော်လေးမှမိုက်တယ်သူဘယ်လိုပုံစံမျိုးနဲ့လာမလဲဆိုလို့ရှိရင်တော့သူက Starlight Festival ပုံစံတွေနဲ့လာပြီပေါ့နော်အဲ့ဒါအောင်မှကျွန်တော်တို့ကဒီ premium supply တွေပါလိမ့်မယ်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီသူ့ရဲ့ draw ပုံစံလေးတွေလည်းပါတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီ event ပုံစံလေးကိုအတူတူသွားကြည့်လိုက်ကြရအောင်event ပုံစံလေးကတော့ဒီပုံစံတိုင်းလေးလာပါလိမ့်မယ်ဒီ event မှာ 10 draw တိုင်းကို skin တစ်ကောင်ပေးမယ်လို့လည်းပြောထားပါတယ်ဘာ skin တွေကိုပေးမယ်ဆိုတာလည်းဒီရောက်ထဲမှာတစ်ခါလေးပြထားပါတယ်လေရင်နဲ့ပေါက်နိုင်မဲ့ skin တွေကတော့ပထမဆုံး science skin ဒုတိယကျတော့ဒီမှာ collector cover collector ပါမယ်ပြီးရင် lucky box တွေပါလိမ့်မယ်ဒီကောင်တွေကလည်းတော်တော်များများကြိုက်တဲ့လူတွေရှိပါတယ်ဒီ skin တွေကို lucky box ရဲ့အောက်မှာတော့ light bone skin တွေ epic skin တွေရှိပါလိမ့်မယ်ကုန်းစင်းမို့ဆိုရင်တော့ဒီ event တော်တော်လေးတန်တဲ့အားကိုတွေ့ရမှာပါဒီအောက်မှာတန်းပေါက်နိုင်တဲ့ item လေးတွေကတော့သူ့ရဲ့ဘောင်လေးတွေ recall လေးတွေ emote လေးတွေပါမယ်ပြီးရင်တော့ magic wheel potion လေးတွေလည်းပါမယ်ပြီးရင်သူ့ကိုလဲလို့ရမယ် coin လေးတွေလည်းပါလိမ့်မယ်အဲ့ဒီ coin လေးတွေကဘယ်မှာလဲရမလဲဆိုရင်သူ့ရဲ့ဒီ event shop တွေကိုသွားလိုက်ပြီးတော့မှဒီမှာကြည့်လို့ရပါတယ် science skin ဆိုလို့ရှိရင်တော့သူက coin လေးရနဲ့လဲရမယ်သူ့ရဲ့ recall ဆိုလို့ရှိရင် coin 300နဲ့လဲရမယ်ဒီပေါင်ဆိုလို့ရှိရင်တော့100နဲ့ပဲလဲရမှာဖြစ်ပြီးတော့မှ emote ဆိုလို့ရှိရင်တော့32နဲ့လဲရမှာဖြစ်ပါတယ်သူ့ရဲ့ event မှာဘာပေါက်နိုင်လဲဆိုတာကျွန်တော်စမ်းလဲကြည့်လိုက်ရအောင်ကျွန်တော်ပထမဆုံးတစ်ချိန်အနေနဲ့လှည့်လိုက်မှာပဲဖြစ်ပါတယ်ဒီမှာကဘာပေါက်သွားမလဲဆိုလို့ရှိရင်တော့ဒီမှာရှိပြီးသားပေါက်တဲ့အတွက်ကြောင့်မလို့ coin 24ခုရသွားပါတယ်နောက်ထပ်တစ်ချိန်ကျွန်တော်စမ်းပြီးတော့လှည့်ပြပေးပါမယ် diamond 25တောင်းတောင်းလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တစ်ချိန်လှည့်လိုက်ပါမယ်လှည့်တဲ့ပုံစံလေးကိုတော်တော်လမ်းနေရနော်ပြီးရင်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ဘာမှပေါက်သွားပါဘူးသူ့ရဲ့ coin လေးပေါက်သွားပါတယ်ပြီးရင်တော့ကျွန်တော်နောက်ထပ်တစ်ချိန်ထပ်လှည့်ပါမယ်အဲလို့ရှိရင်ဘာပေါက်သွားမလဲဆိုတာကြည့်လိုက်ကြရအောင်အဲ့မှာဆိုရင်လည်းကျွန်တော် skin နောက်ထပ်တစ်ကောင်ပေါက်ပါတယ်ဒါတော့မှ3ချိန်ပဲရှိသေးတယ် skin က2ခုလောက်ပေါက်ပြီးနေပဲဖြစ်ပါတယ်တော်တော်လေးကိုမိုက်ပါတယ်ကျွန်တော် skin တိတ်မရှိတဲ့သူတွေဆိုရင်တော့ဒီ event မှာလဲတာတော်တော်လေးကိုတန်တယ်လို့ပြောရပါမယ် diamond တွေလိုအပ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီ TikTok CV မှာလည်းလာပေးလို့ရတယ်လို့ Telegram channel မှာလည်းလာပေးလို့ရပါတယ်ဒီ event လာဖို့တည်ကြသွားပြီးတော့ရက်တိကျသိရရဆိုလို့ရှိရင်လည်း diamond တက်တာကိုဘယ်လိုဖောက်ရမလဲဆိုတာလေးကိုကျွန်တော်တင်ပြပါ